တို့ဒီနေ့ဂိမ်းဆော့မယ်လာသွားမယ်ဒီနေ့တော့ကျွန်တော်99 Inter forward တွေကဂိမ်းဆော့ပြသွားမှာဖြစ်ပါတယ်တော့မယ်အားရလောက်လာဘယ်သူမှမလာဆိုတော့ကျွန်တော်တယောက်တည်းကစားရမှာဖြစ်ပါတယ်99 Inter forwardကြာနေတယ်ခုတော့ရောက်သွားပါပြီဆော့မယ်ကျွန်တော်ကတက်ပဲတွားခေါ်အောင်ဒါပစိခုတ်လို့မရဘူးခုတ်နေပြီကျွန်တော်ခုတ်နေပြီလာဟိုတော့ဗီဒီယိုကပြီးတော့မှမဟုတ်ဘူးရက်လိုက်ပါမယ်ဂိမ်းဆော့ရလဲတော်တော်ကြာပါပြီโอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါရ subscribe လုပ်ခဲ့ပါအားလုံးပဲ bye bye